ပါပြတ်မိနေအတွက်နောက်ဆုံးခံတဲ့၃ခုလူသားတွေဟာတမိုင်းတစ်လျှောက်မှာကဲယောဂါတွေတဘာဝဘေးရန်နေရတွေနဲ့စစ်ပွဲပေါင်းများစွာကိုကြုံတွေ့နေရပါတယ်ဒီလိုအခက်ခဲတွေကြုံရတိုင်းမှာတကယ်လို့ကဘာကြီးတာတနေ့မှအဆုံးသတ်သွားခဲ့ရင်ငါတို့ဘလို့ရှင်းတမ်းလဲဆိုတဲ့မိကွန်းကအမြဲရှိနေကြတာမှာဒီမိကွန်းရဲ့အဖြေကိုရှာဖွေရင်းနေပင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဟာဘီလီယံနဲ့ချီတဲ့အမေရိကန်ဒေါ်လာတွေကိုအသုံးပြုပြီးကမ္ဘာပြည့်မိနေအတိုင်းအစီအစဉ်တွေကိုစတင်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ဟာကမ္ဘာမြောက်ဝင်ရိုးစွန်းကအေးခဲနေတဲ့ကြောက်တောင်တွေကနေအမေရိကန်ရဲ့မြေအောက်စစ်ဌာနချုပ်ကြီးတွေအထိလူသားမျိုးနွယ်တွေရဲ့နောက်ဆုံးမျှော်လင့်ခဲ့ခံတပ်ကြီး၃ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါတွေဟာရုပ်ရှင်ထဲကဇာတ်လမ်းတွေမဟုတ်ဘဲတကယ်ရှိနေတဲ့နေရာတွေဖြစ်ပါတယ်။ Svalbard Global Sea Vault ပထမဆုံးနေရာကတော့နော်ဝေနိုင်ငံရဲ့ဝေးလံခေါင်ပြလာတဲ့ Svalbard ကျွန်းစုပေါ်မှာရှိပါတယ်။ဒီနေရာဟာကမ္ဘာမြောက်ဝင်ရိုးစွန်းနဲ့မိုင်ပေါင်း800လောက်ဝေးတာကြောင့်ကမ္ဘာပေါ်မှာလူနေထိုင်ရအစွန်ဆုံးဒေသလို့ပြောလို့ရပါတယ်။ဒီကျွန်းစုပေါ်မှာရှိတဲ့ Plateau တောင်ကြီး Plateau Mountain ရဲ့အတွင်းဘက်ပေ400ကျော်အနက်မှာလူသားတွေရဲ့အစားအစာနော်ရည်တင်းဘောလို့တင်စားရတဲ့မျိုးစီပန်ကြီးရှိပါတယ်။ဒီပန်ကြီးကို2008ခုနှစ်မှာနော်ဝေးအစိုးရကဒေါ်လာ3သန်းအကုန်အကြခံတည်ဆောက်ခဲ့တာပါဒီနေရာကိုရွေးချယ်ရတဲ့အဓိကအချက်3ချက်ရှိပါတယ်ပထမအချက်ကတော့ဒီဒေသရဲ့ကြောက်သားတွေထဲမှာထာဝရအေးခဲနေတဲ့ရေခဲလွှာတွေ permafrost တွေရှိနေတာကြောင့်ပါလျှက်စစ်မီလုံးဝပြတ်တောက်သွားခဲ့ရင်တောင်မျိုးစီတွေဟာနှစ်ပေါင်းရာကြီးပြီးအေးခဲနေမှာပါဒုတိယအချက်ကတော့ငရင်တန်ကနေကင်းဝေးတာကြောင့်ဖြစ်ပြီးတတိယအချက်ကတော့ပင်လယ်ရေမျက်နှာပြင်ထက်ပေ430ကျော်မြင့်တာကြောင့်ကမ္ဘာရေခဲပြင်တွေအကုန်အရေးပြောသွားလျင်တောင်ရေမမြုပ်မနိုင်ပါဘူးဒီပန်းရဲ့အဝင်ဝကိုကြည့်ရင်တောင်ကြီးတဲကိုကွန်ကရစ်တုံကြီးတစ်လုံးထိုးစိုက်ထားတယ်လို့ပါပဲအထဲကိုဝင်ဖို့အတွက်တမနာတကားကြီး3ဓာတ်ကိုကြော်ဖြတ်ရပါတယ်အဲ့ဒီနောက်မှာမီတာ140ကျော်ရှည်လျားတဲ့ဥမင်လွိုင်ခေါင်းကြီးကိုဖြတ်ပြီးအခန်း3ခန်းထဲမှာမျိုးစေ့တွေကိုအနု18ဒီဂရီစင်တီဂရိတ်မှာထိန်းထားတာပါဒီထဲမှာမြောက်ကိုရီးယားအမေရိကန်နဲ့ကမ္ဘာနိုင်ငံပေါင်းစုံကပေးပို့တဲ့တီးနှံမျိုးစေ့ပေါင်း9တန်းကျော်ရှိပါတယ်2015ခုနှစ်ဆီးရီးယားစစ်ပွဲတုန်းကမျိုးစေ့ပန်းပျက်စီးသွားချိန်မှာဒီစဖာဘတ်ကနေမျိုးစေ့တွေပြန်ထုတ်ယူပြီးလူသားတွေကိုငတ်မွတ်ပေးကနေကယ်တင်ခဲ့ရပူပါတယ်ခင်ဗျာဒုတိယနေရာကတော့ Arctic Wall Archive လို့ခေါ်တဲ့လူသားတို့၏ digital မှတ်ဉာဏ်ပဲဖြစ်ပါတယ်။ဒီနေရာဟာမျိုးစေ့ပန်းနဲ့အလွန်နီးကပ်တဲ့နော်ဝေးနိုင်ငံ Svalbard ကျွန်းစု Longyearbyen မြို့ကတောင်ကြီးတလုံးရဲ့အခန်းဖက်မှာရှိပါတယ်။ဒီနေရာကိုနော်ဝေးနည်းပညာကုမ္ပဏီဖြစ်တဲ့ Piko နဲ့နော်ဝေးအစိုးရပိုင် မိုင်းတွင်းကုမ္ပဏီ SNSK တို့ပူးပေါင်းပြီး2018ခုနှစ်မတ်လ29ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါ။ဘာကြောင့်ဒီမှာထားတာလဲမျိုးစေ့ဖန်လိုပဲဒီနေရာဟာပထဝီနိုင်ငံရေးအရာအလွန်တည်ငြိမ်ပြီးစစ်မဲ့ဇုံဖြစ်နေလို့ပါပဲဘလို့တိစော့ထားတယ်လဲဒီ archive ကြီးကိုမိုင်းတွင်အမှတ်3လို့ခေါ်တဲ့ကြောင်မီတွင်မိုင်းတွင်ဟောင်းကြီးရဲ့အတွင်းဘက်ပေ1000ကျော်မီတာ300အနက်မှာတိစော့ထားတာပါဒီအနက်မှာအပူချိန်ကအမြဲတမ်းအနုဒီဂရီမှာရှိနေပြီး6တွေ့နေတဲ့အတွက် digital data တွေကိုသိမ်းဆည်းဖို့အကောင်းဆုံးပတ်ဝန်းကျင်ဖြစ်ပါတယ်ကျွန်တော်တို့သုံးနေတဲ့ hard drive တွေ cloud တွေကပေါင်း90ထက်ပိုမခံပါဘူး။ဒါကြောင့်သူတို့က Piko film လို့ခေါ်တဲ့အထူး plane lake တွေကိုသုံးပါတယ်။ဒီ plane lake တွေဟာအနည်းဆုံးပေါင်း900ကနေ1000အထိပျက်စီးမသွားဘဲခံနိုင်ရရှိပါတယ်။ဒီ data တွေဟာ internet နဲ့ချိတ်ဆက်မထားပါဘူး။ဒါကြောင့် hack ခံရမှာသို့မဟုတ် cyber attack ခံရမှာကိုလုံးဝပူစရာမလိုပါဘူး။အကယ်၍အနာဂတ်မှာကွန်ပျူတာတွေလျှက်စစ်မီးတွေမရှိတော့ရင်တောင်ဒီ plan link တွေကိုမှန်ပြီးလူသို့မဟုတ်အလင်းရောင်အကူအညီနဲ့လူသားတွေက plan ဖတ်လို့ရအောင် high density QR code ပုံစံမျိုးနဲ့တင်ထားခဲ့တာပါဒီနေရာဟာကမ္ဘာအရေးကြီးဆုံးအမွေအနှစ်တွေရဲ့ digital မြစ်တူတွေကိုတင်တဲ့နေရာကြီးပဲဖြစ်ပါတယ် Vatican စာကြည့်တိုက်ကရှေးဟောင်းစာမှုတွေ Mona Lisa ပိုင်ချီကိုင်းရဲ့ 8K resolution ပုံရိပ်တွေအပြင် Mexicoဘရာဇီးနဲ့နော်ဝေးနိုင်ငံတို့ရဲ့အမျိုးသားမော်ကွမ်းတိုက်တွေဖွဲ့စည်းအမှုအခြေခံဥပဒေတွေကိုတိုးလွှမ်းတင်ဆက်ထားပါတယ်။ GitHub Company ကကမ္ဘာပေါ်မှာရှိသမျှ open source software code တွေကိုဖလင်လိပေါင်း186လိပ်ဖွင့်တင်ထားပါတယ်။အကြောင်းကတော့တနည်းနည်းပညာပျက်စီးသွားရင်အစကနေပြန်တည်ဆောက်လို့ရအောင်ပဲဖြစ်ပါတယ်။ဒါအပြင်ကမှကမ္ဘာနိုင်ငံပေါင်းစုံကသချင်းတွေရုပ်ရှင်တွေနဲ့စာပေတွေကိုလည်းတင်ထားပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ library တွေ server တွေဟာမီးလောင်လို့ဖြစ်စေစစ်ပွဲကြောင့်ပျက်စီးသွားနိုင်ပါတယ်။ဒါပေမဲ့ Arctic Wall Archive ကတော့လူသားတွေရဲ့အသိပညာတွေကို
ကဘာကြီးပျက်စီးရင်တော့ဖျောက်ကွယ်မသွားအောင် safe zone တစ်ခုအနေနဲ့အကျိုးပြုနေမှာပဲဖြစ်ပါတယ်ခင်ဗျာ Cheyenne Mountain Complex နောက်ဆုံးနေရာကတော့ American နိုင်ငံ Colorado ပြည်နယ်က Cheyenne တောင်ကြီးရဲ့အောက်ခြေပြည်2000အနက်မှာရှိတဲ့လျှို့ဝှက်စစ်ဌာနချုပ်ကြီးပါဒါကတော့လူသားတွေရဲ့လုံခြုံရေးနဲ့အုပ်ချုပ်မှုကိုကာကွယ်ဖို့ရည်ရွယ်ချက်နဲ့တည်ဆောက်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဒီခန္ဓာကြီးကို1960ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး Granite ကျောက်သားတောင်ကြီးထဲမှာတန်ပေါင်း9သိန်းကျော်ရှိတဲ့ကျောက်တွေကိုဖောက်ထုတ်ပြီးဆောက်လုပ်ခဲ့ရတာပါဒီခန္ဓာကြီးရဲ့အဝင်တကားကြီးဟာ25တန်လေးတဲ့တန်မဏိတကားဖြစ်ပြီးအနုမြူပုံတံကိုတိုက်ရိုက်ခံနိုင်အောင်ထည့်သွင်းဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်ဒီထဲမှာထူးခြားဆုံး engineer အတတ်ပညာကတော့ floating buildings လို့ခေါ်တဲ့ရေပေါ်မှာပေါ်နေနိုင်တဲ့အဆောက်အုံတွေလိုဖန်တီးထားတာပဲဖြစ်ပါတယ်အဆောက်အုံ15ခုလုံးဟာမြေကြီးပေါ်မှာတိုက်ရိုက်ရှိမနေပဲအေယာမှာတတ်မဏိ spring အကြီးကြီး1300ကျော်ပေါ်မှာတင်ထားတာပါ။ဘာကြောင့်လဲဆိုတော့အပြင်မှာအနုမြူပုံပေါက်ကွယ်လို့မြေကြီးတုံခါသွားရင်တောင်အတွင်းကလူတွေနဲ့ကွန်ပျူတာတွေဟာလှုပ်ခတ်မှုမရှိပဲအလုပ်ဆက်လုပ်နိုင်အောင်ပဲဖြစ်ပါတယ်။ဒီထဲမှာကိုပိုင်ရေမီးလေနဲ့ရီးခါတွေအပြည့်ရှိလို့လာပေါင်းများစွာလူသားတွေအေးအေးဆေးဆေးနေနိုင်ပါတယ်။အခုကျွန်တော်တို့လေ့လာခဲ့တဲ့ဒီနေရာ၃ခုဟာလူသားမျိုးနွယ်တွေရဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေပါပဲခင်ဗျာကဘာကြီးဟာဘလို့ပဲပြောင်းလဲသွားပါစေဒီလိုလျှို့ဝှက်နေရာတွေရှိနေတာကလူသားမျိုးနွယ်တစ်ခုလုံးတစ်နေ့မှာလုံးဝပျောက်ကွယ်မသွားဖို့အတွက်အာမခံချက်တွေပါပဲတင်ရောဒီနေရာ၃ခုတည်းကဘယ်နေရာကိုစိတ်ဝင်စားဆုံးလဲဒါမှမဟုတ်ကဘာပြက်ရင်ဘယ်နေရာမှာပုံကျင်ပါသလဲကွန်မန့်မှာရေးပေးတော့ပါဦးဒီလိုဗဟုသုတရဆရာတွေကိုကျွန်တော်နဲ့အတူဆက်လက်လေ့လာဖို့အတွက် channel လေးကို like နဲ့ subscribe လုပ်ထားဖို့လေမမေ့ပါနဲ့ရောအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ